စောင်းစီပြဿနာကြောင့်ဘယ်နိုင်ငံမှမစားပါဘူးဗမာတပီပဲစားပါတယ်မလေးရှားရောက်တော့မလေးရှားစောင်းစီဘာလို့လဲဖက်နှက်တိုက်တယ်လေဘာလို့လဲဖက်နှက်တိုက်တယ်ပြီးတာသိရောအဲ့တော့သူတို့ဖက်နှက်တိုက်တဲ့စီကိုတို့ကျွေးတယ်ဟုတ်ပြီနော်ကဘာပေါ်မှာစီအဆင့်တွေအများကြီးရှိတယ်တဲ့မှာစောင်းစီကအနှိမ့်ဆုံးသူ့ပေါ်မှာပဲစီတို့နှမ်းစီတို့ပဲစီနှမ်းစီပေါ်မှာနေကြစီတိရွက်စီပြောင်းမှုစီပြီးတော့မှတန်လွင်စီအဲ့လိုပေါ့စီအဆင့်တွေနိုင်ငံခြားတိုင်းပြည်တွေမှာတော့ကိုဝင်ရလိုက်တာနဲ့နေကြစီပေါ့စပိန်တို့ပြင်သစ်တို့မှာပန်းနေချာခေါ်တိတိဒီလိုပွင့်လာအဝါလေးတွေဆရာတော်ဓာတ်ပုံရိုက်လာတကယ်ဒီနိုင်ငံမှာစိုက်လို့ရမလားဆိုတော့အခုရောင်းနေပါအဲ့ဒါကိုဝင်ရတဲ့မိန်းကလေးတွေကိုပုံကျွေးတယ်ဒီစီနဲ့ပဲသူ့ကျွေးတယ်ဘာလို့ဆိုတော့ကိုဝင်သရေသားကညံသိကောင်းလာအထဲထဲမှာညံပညာထက်မြက်လာစီမတတ်တာပြင်ကလေးညံပညာမထက်မြက်ဆိုဒီလောက်တည်းအောင်စားအောင်စီစားနေပြင်ကလေးတွေစားသိလို့မရတာဖြစ်တယ်စားအောင်စီကညံကိုပညာကိုထိုင်းစေတယ်အဲ့ဒီထီအောင်ဆရာတော်လိုက်ပြောရတာမကောင်းဘူးသူတွေတည်းစားတယ်အများကြီးရှိတယ်